ခွဲကန်းပို့ထားတဲ့ reset လေးရပြီဆိုတော့အခုသွားယူမယ်ကျွန်မစောင့်လိုက်ရတယ်2ပတ်ကြာသွားတယ်ပြန်ကစပြီးတော့ packaging အတွက်လိုအပ်တာအရေးလုံးမယ်အကုန်လုံးကြာလို့ရှိရင်တော့ product လေးစထွက်လာနိုင်ပြီလို့ကျွန်မအစောဆုံးညွှန်မှန်းထားပါတယ်အဲ့တော့သွားပါဦးမယ်တိတ်လေးလှလိုက်တာခဏစောင့်လိုက်ပါဦးမယ်အခွဲစမ်းသက်ထားတာလေးပြန်ရလာပြီကြည်ရင်နဲ့ဂျင်းနဲ့ပီတီပေါ့နော်ကို product လေးထုတ်ဖို့အတွက်တရက်ပို့ပြီးနီးကပ်လာပြီဆိုတော့စိတ်လှုပ်ရှားရတယ်ရင်လည်းခုန်တယ်ဆုံးထိကြည့်ပြီးတဲ့သူတွေကျေးဇူးတင်ပါတယ်